ပရိသတ်များအားလုံးပဲမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်အမှန်တော့အဲ့ဒါကြောင့်မလို့ပဲတို့ရွာထဲမှာအပူရှင်ကဒီလောက်တောင်အရင်ကြီးတိုးလာနေတာပေါ့မဟုတ်ရင်ပြီးခဲ့တဲ့နှစ်ထိရာအလုံးဟာအဆင်ပြေရှိနေခဲ့တာအိုးအခုပြောတာတကယ်ဦးမှန်းနေဒီနှစ်မှာတော့အပူရှင်ရဲ့အန်ဒီရဲကပူပြီးတိုးလာနေတယ်ဒါအပြင်အဲ့ဒါကြောင့်မလို့လေအပူရှင်ကနှစ်ဆတောင်ပူပြီးပြင်းလာခဲ့တာပေါ့သူ့ရဲ့အရှင်ကဒိုးဆိုင်ခင်းနေမြစ်တွေနဲ့နေရာတိုင်းမှာခံစားနေရပြီလေတို့တွေကဒီမှာအဲ့ဒါစီကနေဝေးကြီးမှရှိတဲ့ဆိုင်ခင်းထဲမှာလှုပ်လှုပ်နေကြတာဒါမဲ့လေကြည်စမ်းမအောင်သူ့ရဲ့တက်ရောက်မှုကဒီနေရာထိတောင်ခံစားနေရတော့မယ်အကိုကြီးတို့တွေကတော့တကယ်ကိုစိတ်တောက်တွေပြည့်နေတဲ့ပတ်ဝန်းကျင်မှာပြိမိနေကြပြီကလေးတွေရောလူကြီးတွေပါအားလုံးစိုးရိမ်နေကြရတာဒါကြောင့်တို့တွေဒီအကြောင်းရွာလူကြီးဦးမင်းဆွေနဲ့တွားပြီးစကားပြောကြည့်ရရင်မကောင်းဘူးလားဗျာဟုတ်တယ်သူနဲ့တစ်ခေါက်လောက်စကားပြောကြည့်ပြီးအချိန်တွေကိုကြည့်လိုက်အောင်မယ်ဘယ်သူသိမှလဲတခုခုဖြေထွက်လာနိုင်တာပဲအခုလောလောဆယ်တော့ဆိုင်ခင်းအလုပ်ကိုပဲလုပ်လိုက်အောင်မယ်တို့တွေဒီအကြောင်းညနေပိုင်းကြမှာပဲပြောနိုင်ကြတော့မယ်လေရာသားတွေကဘာဖြစ်လို့ဒီလောက်တောင်စိုးရိမ်ပူပန်နေတာလဲပြီးတော့အပူချိန်ဟာရောဘာလို့ပူပြီးတော့တိုးလာနေရတာလဲတခြားတစ်ဖက်မှာအိမ်ထဲကချွေးမတွေဟာလေမိဖို့ပေါ်မှာထမင်းချက်ရတာကြောင့်အတော်လေးဒုက္ခရောက်နေကြပါတယ်သူတို့ရဲ့မိဖို့ကတော့ရင်းမြစ်ထဲမှာရှိတာပေါ့အိုးဖျားရေအရန်ကိုပူလွန်းလာပါတယ်ပထမဆုံးနေနဲ့နေမင်းကြီးကအရန်ကိုဒေါသထွက်နေလို့တို့ဒီမှာအလက်ကားမီးဖို့အကောင်ဆောင်ဝန်ဆောင်မှုပေးနေတယ်လို့ပဲတို့တွေလည်းကြက်ကင်ကြီးလိုမျိုးအကင်ခံနေရပြီအဲ့ဒါအပြင်ဟင်းချက်ရတဲ့အပူရှင်ရပါပို့ပြီးပင်ပန်းအောင်လုံနေရပဲဘူဘီဟာထမင်းချက်ပြီးသွားတဲ့နောက်အိမ်ထဲကိုဝင်သွားပြီးအားလုံးအတွက်ပြင်ဆင်ကျွေးမွေးလိုက်ပါတော့တယ်သူကလေးပေးစက်ရှိမှခဏလောက်ထိုင်လိုက်တဲ့အခါမှာပဲအသက်ရှူချောင်းသွားတော့တာပေါ့အိုးအခုမှပဲကျမနင်းနဲ့တက်တာရသွားတော့တယ်တကယ်ပါပဲသမီးရဲ့အမေလည်းအပူရှင်ကြောင့်တော်တော်လေးကိုနေလို့မကောင်းဖြစ်နေတာအခုလိုလေးပေးဆက်ရှိမှထိုင်လိုက်ရုံနဲ့တင်နည်းနည်းတော့တက်တာသွားသလိုပဲလေအေးလေးတိုက်ခတ်နေတာဘလောက်တောင်ကောင်းလိုက်လဲဒီလိုလေမျိုးရှူရှိုက်ရတာတကယ်အမောပြေစရာပဲဒေါ်လာကဒီလိုပြောလိုက်တာနဲ့တပြိုင်နက်မီးလေးပြတ်သွားခဲ့ပြီးအားလုံးကမျက်နှာပြတ်သွားကြကပြောလိုက်ကြတော့တာပေါ့ကြည်စမ်းမအောင်ဟဲ့ပြောရင်းဆိုရင်လည်းဖြစ်ရပြန်ပြီဒီလက်စစ်ဌာနလူတွေကလည်းလေတို့ရဲ့သွေးကိုစုပ်နေကြပဲတို့တွေ2မိနစ်လောက်တောင်အေးချမ်းမနေရသေးဘူးမိကပြတ်သွားပြန်ပြီအမေရဲ့အခုကနွေရာသီကြီးလေဒီအချိန်မှာစိုက်ခင်းတွေထဲမှာကျုံနေစပားတွေစိုက်နေကြတာဆိုတော့မိကအကြိုင်းမလာနိုင်ဘူးဆိုတာအမေသိပါတယ်အထူးသဖြင့်နွေရာသီမှာညဘက်ဆိုရင်မိကအရန်ကိုလာတာနဲတက်တယ်လေထုံးစံမှာပဲအမေရဲ့ပိုပူလေမိကပိုပြက်လေပဲအခုတော့ပြဿနာအားလုံးကနွေရာသီမှာမှအကုန်လာဖြစ်ရလားပထမဆုံးနေနဲ့အရန်ပူလွန်းနေပြီးတော့ဒုတိယအနေနဲ့မိရလည်းမလာဘူးလေပြီးတော့တတိယအနေနဲ့တို့ရွာထဲမှာအဲ့လိုဆက်ရန်တရားကြီးနောက်တစ်ခုလာတက်ဆင်ထားပြန်တော့အပူရှင်က3ဆတောင်ပို့ပြီးတိုးလာတာလေဘယ်ချိန်နိတာတွေတီးခတ်နေရမှာလဲဟုတ်တယ်မေအခုချိန်မှာတော့အဲ့ဒါကျမတို့ရွာရဲ့အကြီးမားဆုံးပြဿနာဖြစ်နေတာပေါ့တခြားအိမ်တိမ်မှာတော့ဟေးမိကဘယ်တော့မှလာမှလဲရင်မိပြက်နေတာ2နာရီတောင်ရှိနေပြီအရန်ပူလွန်းလို့သေတော့မှာပဲမမိုတရက်ဖီနဲ့ဒေါ်စင်အီတို့အားလုံးဟာအပူရှင်ကအထွတ်ထိပ်ရောက်နေတဲ့အတွက်ရက်တောင်လေးတွေကိုစီးနဲ့ရက်ခတ်နေကြပါတယ်မိပယ်တော့လာမလဲဆိုတာဘယ်သူမှမသိပါဘူးသမီးတို့ရဲ့တို့ခန္ဓာကိုယ်ကချွေးပေါက်တိုင်းခြောက်ကက်သွားတဲ့ခါမှပဲလာလိုက်မယ်ထင်တယ်ကျမတော့လေအရင်တော့ကလိုမြစ်ထဲမှာသွားပြီးရေချိုးချင်စိတ်ပေါက်လာပြီတို့တွေအပူရှင်ပြင်းလာတဲ့ခါတိုင်းမြစ်ထဲကိုသွားပြီးအေးစစ်စစ်ရေချိုးကြတာလေမှတ်မိရမလားအဲ့လိုချိုးလိုက်တော့အရန်ကိုတတ်တာရစေတယ်လေညီမပြောတာမှန်တယ်ပထမဆုံးနေနဲ့တခါတလေဒီမှာရေပြက်လက်တာမျိုးရှိတတ်တယ်လေအဲ့ဒါကြောင့်တို့တွေမြစ်ထဲကိုသွားပြီးအဝိလျှော်ကြသလိုအဲ့ဒီထဲမှာပဲရေလဲချိုးခဲ့ကြတာလေအခုတော့တရွာလုံးရဲ့အိမ်မက်တွေကပျက်စီးသွားခဲ့ရပြီမြစ်ထဲမှာရေချိုးဖို့ဒါမှမဟုတ်ရေကန်ထဲကိုသွားဖို့အခွင့်အရေးရခဲ့ဘူးတယ်ဆိုတာလဲမေ့ပြစ်လိုက်ရုံပဲရှိတော့တယ်တို့ရွာတနာစရာတရိတ်ဆန်လေးတွေလည်းအခုဆိုအရန်ကိုဒုက္ခရောက်နေကြရပြီအရင်တုန်းကတော့သူတို့ကအဲ့ဒီရေကန်ငယ်လေးစီသွားပြီးအေးအေးလူလူထိုင်နေကြတော့အေးမြမှုခံစားရတာပေါ့တို့တွေလည်းအဲ့ဒီနေရာမှာပဲရေတောက်ခဲ့ကြတာလေဒါပေမဲ့အခုတော့ပြဿနာပိုပြီးတိုးလာနေပြီရွာထဲမှာဘာတွေဖြစ်ပျက်နေလို့အားလုံးတလောက်တောင်ဒုက္ခရောက်နေရတာလေပြီးတော့ဘယ်သူမှလည်းမြစ်ထဲဆင်းသွားပြီးရေချိုးဖို့ဒါမှမဟုတ်ဘာလို့မှမလုပ်နိုင်ကြတော့လေဆိုတာကိုမကြခင်မှာသိရတော့မှာပါနေရတွေကဒီလိုပဲကုံဆုံးသွားခဲ့ပါတော့တယ်တခြားတစ်ဖက်မှာတော့ရွာရဲ့စာသင်ကျောင်းထဲမှာအတိုင်းပိုင်းဆရာမကကလေးတွေကိုပြောပြနေတာပေါ့ကလေးတို့ရေနင်တို့အားလုံးအိမ်ပြန်ပြီးစကားပြောလိုက်ကြနော်နင်တို့အားလုံးလက်မှတ်အတွက်ပတ်စံ9000စီယူလာမယ်အဲ့ဒီအပြင်
ကျန်တဲ့အသုံးစိတ်တွေကိုတော့ကျောင်းကနေပဲအကုန်ကြခံမေးမှာပါပြီးတော့နင်တို့အားလုံးဘယ်နေရာခေါ်သွားမလဲဆိုတာပြောပြမယ်နော်အဲ့ဒါကတော့ရေပန်းဥယျာဉ်ကြီးကိုခေါ်သွားမှာပဲ ဒီပန်းချန်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ကလေးတွေအားလုံးလည်းအရင်ကိုပျော်ရွှင်သွားကြပါတော့တယ် ရှေးဟုတ်ပြီကွာတိုးရီအားလုံးရေပန်းဥယျာဉ်ကိုသွားကြမယ်တကယ်ကိုပြောစရာကြီးဖြစ်တော့မှာပဲဟုတ်တယ်တိုးရီအဲ့ဒီမှာအရင်ပျော်ကြမှာသိချတယ် ကလေးတွေကကျောင်းကနေဓာတ်ကိုကြားပြီးအရန်ကိုပျော်သွားကြတယ်လို့အိမ်ကိုပြန်ရောက်တဲ့အခါမှလေးပဲအိမ်ကလူတွေကိုအသီးသီးပြောပြကြတာပေါ့မမေသားတို့အားလုံးရေပန်းဥယျာဉ်ကိုသွားကြမလို့လေဆီယာမသားတို့ကိုကျောင်းပျော်ပွဲစားခရီးစဉ်အဖြစ်ရေပန်းဥယျာဉ်ကိုခေါ်သွားမယ်ပြောတယ် အော်ဒါဆိုရင်တော့ကောင်းတဲ့အချက်တစ်ခုပဲကွအေးလေအဲ့လိုနေရာမျိုးနွေရာသီမှာပဲတွားရောက်လဲပဲတက်နာပေါ့ တခြားတစ်ဖက်မှာတော့ဇူလိုင်ကလည်းအင်ကိုပျော်ရွှင်စွာနဲ့လာပြီးပြောပြနေခဲ့ပါတယ် ပျော်ပွဲစားသွားရမှာအမေအဲ့ဒါကြောင့်သမီးပျော်ပွဲစားအတွက်ပတ်စံ9000ယူသွားရမယ်ပြီးတော့ကျောင်းကနေစားတောက်တွေအားလုံးပြင်ဆင်ပေးမှာသမီးတို့က9000ပေးရုံပဲသူတို့ကရေပန်းဥယျာဉ်ကိုခေါ်သွားပေးမှာတဲ့အရင်ပျော်စရာကောင်းမှသိချတယ်သမီးပျော်ပွဲစားခီးသွားလို့ရမလားယင်ရတာပေါ့သမီးရဲ့တေချာပေါက်သွားနိုင်တာပေါ့အဲ့မှာရေအေးလေးတွေရှိတယ်လို့အမေကြားမိရဲ့လေအမေအဲ့ဒီမှာလေရေကူးကန်မရှိအောင်မဟုတ်ဘူးနော်အဲ့မှာဒန်းတွေလည်းအများကြီးရှိတယ်ပြီးတော့ရေလိုင်းစီးလို့ရတာတွေလည်းရှိသေးတယ်သမီးဘာပြောလိုက်တယ်ရေလိုင်းစီးလို့ရတာဟုတ်လားအဲ့ဒါဘလို့ဟာမျိုးမလို့လဲသမီးရဲ့ဘာပဲဖြစ်ဖြစ်ပါသမီးအဲ့ဒီကိုသွားပြီးပျော်ပျော်ရွှင်ရွှင်ကစားခဲ့နော် တစ်ဖက်မှာကလေးတွေကိုကျောင်းပျော်ပွဲစားခရီးအဖြစ်ရေကူးကန်ကိုခေါ်သွားဖို့ပြင်ဆင်မှုတွေလုပ်နေကြပြီးတခြားတစ်ဖက်မှာတော့ရွာတွေကချွေးမတချို့စူးစီးပြီးရေခတ်ဖို့အတွက်ရေတွင်းစီကိုသွားခဲ့ကြပါတယ် ဒီနေ့တော့ကျမရေအိုးနှအိုးအပြည့်ခတ်သွားမယ်အမှန်တော့အိုးနှအိုးတော့မလောက်ပါဘူးဟဲ့အရန်ပူလွန်းလို့လေ2မိနစ်လောက်ရှိတာနဲ့တင်ရေကပြန်ငှက်လာတာကိုတခါတလေကြာရင်လေတယောက်ယောက်ကတံပြိုင်တောင်းကြတယ်တခါတလေကြာပြန်တော့ရေအေးအေးလေးတောင်းကြတာလေအမပြောတာမှန်ပါတယ်ဒီလောက်အပူချိန်ပြင်းတဲ့ထဲကလူရအောင်ကောင်းနေမူးနောက်လာတယ်လို့ပဲအပြစ်မထွက်ခင်ရေအေးအေးလေးမှမတောက်သွားရရင်လေလူကစိုးရင်ပူပန်ပြီးစိတ်မတက်မတာဖြစ်လာတတ်တယ်အမတို့သိလားကျမမနေ့ကဈေးကိုသွားတော့ကလေအရန်ပူလွန်းလို့အဲ့ဒီနေရာမှာတင်ခေါင်းထဲမူးလာတာအဲ့ဒါကြောင့်ကျမအန်တီတော်တင်လာတော့အိမ်မှာခဏလောက်ဝင်နာခဲ့ရသေးတယ်လေ ဒီလိုနဲ့ပင်ချွေးမ9ယောက်လုံးကအတူတူပဲရွာရေတွင်းစီကိုရောက်လာခဲ့ကြပြီးရေတွင်းတွေကနေသူတို့ရေအိုးလေးတွေကိုကိုစီရေတွေခတ်ဖြစ်နေကြတာပေါ့ ကဲအားလုံးပဲကို့ဘဝလေးတွေရေစွတ်ပြီးကောင်းပေါ်မှာတင်ထားလိုက်ကြအောင်နော်တိုးတွေဒီလိုပြင်းပြတဲ့နေပူတဲ့ကိုတီတိုင်းသွားမယ်ဆိုရင်တော့အရင်ကဆိုးရွားသွားလိမ့်မယ်တေချာကာကွယ်နိုင်မှတော်အားကြမှာလေ တီတာပြောတဲ့အတိုင်းအားလုံးလေးလှုပ်ကြပြီးတရဖီကရေတွင်းတွေကရေကိုခတ်ယူကအားလုံးရဲ့ပေါ်ဝါစာလေးတွေပေါ်ကိုရေနဲ့ငယ်လောင်းပေးလိုက်ပါတယ်အဲ့နောက်မှာတော့အားလုံးဟာအေးမြတဲ့ရေစုပ်ပေါ်ဝါလေးတွေကိုခေါင်းပေါ်မှာခြုံလိုက်ကြပြီးရေအိုးတွေကိုရက်ခါအင်ကိုပြန်လာခဲ့ပါတယ်တခြားတစ်ဖက်မှာဒုံမြကလည်းအရင်ကိုစိတ်ပူပန်နေတာပေါ့သူကအိမ်မှာနွားတွေမွေးမြူထားတာကိုသူကနွားလေးတွေအတွက်ပါစိတ်ပူနေရတာပါ ငါတို့ရဲ့တနာစရာနွားမလေးလဲအပူချိန်ကြောင့်တော်တော်လေးကိုဒုက္ခရောက်နေရှာတယ်အခုဆိုမီးရလည်းပြက်နေတော့သူ့အခန်းနဲ့ပန်ကားလည်းအလုံးမလောက်ဘူးလေပြီးတော့ဒီလိုအပူချိန်ပြင်းတဲ့ထဲတို့ရဲ့ရေကန်ငယ်လေးကလည်းတိုးစီကနေလှူယူခံလိုက်ရပြီအဲ့ဒီအချိန်ကစပြီးတိုးတွေသူတို့မြစ်ထဲခေါ်သွားပြီးရေတောင်မချိုးပေးနိုင်ကြတော့ဘူးအမေပြောတာမှန်ပါတယ်တိုးတွေလည်းအရှင်တော့မြစ်ထဲကိုသွားပြီးရေချိုးခဲ့ကြတာလေအဲ့ဒီကိုရောက်သွားပြီးရင်တော့အပူချိန်ကနေနည်းနည်းတော့တက်တာရရစီတာပေါ့အခုတော့အချိန်ကြီးကအပူချိန်ကြောင့်အရင်ကဆိုးရွားလာနေပြီတို့ရဲ့တရိษံလေးတွေလည်းအခုလိုဒုက္ခရောက်နေကြရတာတကယ်ပဲတိုးရီမြစ်အတွက်တခုခုတော့တေချာပေါက်လောက်ရလိမ့်မယ်ဒီအတိုင်းဆိုရင်တော့အဆင်မပြေဘူးမမလာတို့အိမ်ကကျွဲမကြီးကလည်းအပူဒဏ်ခံနေရတာသူတို့ကတော့ရေထဲမှာနေသားကြနေပြီးသား哦ဒေါ်မာလာတို့အိမ်မှာတော့ ရက်တောင်နဲ့ရက်ခတ်ပေးနေလဲဘာမှထူးမှမဟုတ်တနာစရာငါသမီးလေးအပူချိန်ကြောင့်အတော်လေးကိုခန်းစားနေရရှာတာ အဲ့ဒီချိန်မှာပဲဒေါ်မာလာရဲ့အိမ်နီးနားချင်းကအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ် ဟေးဝေဝေဒီရက်တောင်နဲ့ရက်ခတ်ပေးုံနဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးသူ့ကိုခဏလောက်ရေချိုးပေးလိုက်လေအဲ့ဒါမှ तू တတ်တာရရသွားမှာပေါ့အမရဲ့ဒီနေ့ဘယ်မှာရေလာလို့လဲရေကားလည်းအခုချိန်လေးရောက်မလာသေးသလိုအစိုးရပေးတဲ့ရေလည်းဒီနေ့မလာဘူးလေပြီးတော့မီးရလည်းမလာဘူးမီးမလာရင်မော်တာဘလို့လုပ်ပြီးလဲမှာလဲဒါပေမဲ့ရေကားရေကြတော့လေအရင်ကဈေးကြီးလွန်းနေလေပါတက်နိုင်ပါလဲရှင်အခုတော့ကျမတို့တွေဒီတရိษံလေးတွေဒီလောက်ပူချိန်အောက်မှာဒုက္ခရောက်နေတာကြည့်မနေနိုင်တော့ဘူးလေ ဒီလိုနဲ့ပဲရွာသားတွေအားလုံးဟာတမျိုးမဟုတ်တမျိုးအခက်အခဲတွေနဲ့ဒုက္ခရောက်နေကြပါတယ်သူတို့ကိုယ်တိုင်လည်းအပူရှိန်ကြောင့်ပြဿနာတွေနဲ့ရင်ဆိုင်နေရတော့တာပေါ့
ဒါပြင်အဲ့ထက်ဆိုတာဟာရေပြက်လက်မှုပြဿနာပါ။အဲ့ဒါကပုံပြီးဆိုးလာနေခဲ့တယ်လို့တရိတ်ဆန်လေးတွေလည်းအတော်လေးကိုဒုက္ခရောက်နေကြတာပေါ့။တခြားတစ်ဖက်မှာရန်နေငယ်ကြာသွားတဲ့အခါမှာကျောင်းဘက်ကနေပျော်ပွဲစားခရီးစဉ်ထွက်ခွာတဲ့နေ့မှာတော့ဆီယမတွေအားလုံးကလေးတွေကိုဘတ်စကားပေါ်မှာထိုင်ခိုင်းလိုက်ပါတယ်။ကဲကလေးတို့ရေအားလုံးပဲမြင်မြန်ဆန်ဆန်နဲ့အဆင်ပြေအောင်ထိုင်လိုက်ကြနော်။ကိုယ့်ရဲ့ခုံတွေပေါ်မှာတတောင်တက်တာနဲ့ထိုင်ကြပါ။တိုးတွေမကြခင်ထွက်ခွာတော့မှာပါ။ဘတ်စကားတစ်စီးလုံးကလေးတွေနဲ့ပြေးသွားခဲ့ပြီးသွားတဲ့နောက်ကျောင်းဘတ်စကားတွေအားလုံးအတူတူရေပန်းဥယျာဉ်ကြီးတစ်ခုစီကိုရောက်ရှိလာကြပါတယ်။အဲ့ကိုရောက်တဲ့အခါကလေးတွေအားလုံးကဘတ်စကားပေါ်ကနေဆင်းလိုက်ပြီးကလေးတွေအားလုံးဟာရေကူးကန်ထဲမှာပျော်ရွှင်စွာနဲ့ကစားနေကြတာပေါ့။ကလေးတွေအားလုံးရန်ကိုပျော်ရွှင်နေကြပြီးတယောက်ကိုတယောက်ရေရီပတ်ကစုံကစားနေကြပါတယ်။ကလေးတွေအားလုံးတူတူစုစည်းပြီးရှောပေါ်ကနေအပေါ်ကနေအောင်ရှောဆင်းကစားနေကြတာပေါ့။စူလိုက်လားတိုးတွေနောက်ထပ်ရေကူးကန်တစ်ခုစီသွားရအောင်။မသွားတော့ပါဘူးမို့ရဲ့ငါတို့ညောင်လုံးရေကူးကန်ထဲကနေအခုတည်းမဲ့ထွက်လာလေအခုတော့ဟိုဘက်ကရေပန်းစီကိုသွားရအောင်လေကြည်စမ်းမအောင်ဟဲ့အပေါ်ကနေရေတွေဘလောက်တောင်အများကြီးကျနေလဲဆိုတာဖျားပြီးကျနေတာမိုးရွာနေတယ်လို့ပဲခံစားရတယ်နော်ငါတို့ညောင်လုံးအဲ့ဒီကိုသွားရအောင်လေအဲ့နောက်မှာဇူလိုင်းနဲ့မိုမိုတို့နှစ်ယောက်လုံးရေပန်းရှိတဲ့နေရာစီကိုသွားခဲ့ကြပါတယ်အဲ့ဒီကိုရောက်သွားတဲ့အခါရုတ်တရက်အပေါ်ကရေပုံးကြီးတွေကနေရေတွေအများကြီးသူတို့ဘော်ကိုပြုတ်ကျလာခဲ့တာပေါ့ဒီလိုနဲ့ကလေးတွေဟာအရန်ကိုစိတ်လှုပ်ရှားသွားပြီးပျော်ပျော်ရွှင်ရွှင်ကစားနေကြတယ်လို့သူတို့ရဲ့အကြောင်းဆီယာမကလည်းဒါရီအားလုံးကိုဗီဒီယိုရိုက်ကူးပေးနေပါတယ်။ဆီယာမကိုယ်တိုင်လည်းကြည်နူးနေတာပေါ့။သမီးတို့တွေတကယ်ကိုပျော်ပျော်ရွှင်ရွှင်ကစားနေကြတာပဲ။ကဲဒီဘက်ကိုကြည့်ပြီးအားလုံးပြုံးလိုက်ကြနော်။တခုခုပြောကြအောင်လေ။ဆီယာမသမီးတို့အားလုံးရဲ့ဗီဒီယိုရိုက်ပေးနေတာ။ဒီလိုနည်းနဲ့ကလေးတွေဟာပျော်ပွဲစားခရီးစဉ်မှာရန်ကိုပျော်ရွှင်ခဲ့ကြရပြီးအဲ့နောက်ဆီယာမတွေကကလေးတွေရဲ့ဗီဒီယိုတွေကိုသူတို့မိဘတွေရဲ့ဖုန်းတွေစီကိုပို့ပေးလိုက်ပါတော့တယ်။မိဘတွေကလည်းသူတို့ကလေးတွေပျော်ရွှင်စွာကစားနေတဲ့ဗီဒီယိုတွေကိုမြင်ရတဲ့အခါမှာသူတို့လည်းအရန်ကိုပျော်ရွှင်သွားကြတော့တာပေါ့။ဝေါကြည်စမ်းမအောင်။သမီးလေးရဲ့ဗီဒီယိုကဘလောက်တောင်ကောင်းလဲဆိုတာသမီးလေးကိုကြည့်ရတာအရန်ချစ်စရာကောင်းတာပဲ။ဟုတ်တယ်မမေ။သမီးအဲ့ဒီမှာအရန်ပျော်ခဲ့တာ။သမီးတကယ်သဘောကျတယ်မမေ။ရေပန်းဥယျာဉ်မှာသမီးတို့တွေတကယ်ကိုပျော်စရာအချိန်တွေကိုဖျက်ဆီးခဲ့ရတာ။သမီးအဲ့ဒီကိုလေနောက်တစ်ခါထပ်သွားချင်သေးတယ်မမေ။သမီးတို့အဲ့ဒီမှာတလောက်တောင်ပျော်ရွှင်ခဲ့ရတာမြင်တော့အန်တီလည်းအရန်ကိုစိတ်ချမ်းသာမိပါတယ်။အန်နီတို့တွေလည်းအဲ့လိုရေပန်းဥယျာဉ်မျိုးသွားပြီးပျော်ပျော်ရွှင်ရွှင်ကစားနိုင်သိကောင်းပါပဲနော်။ဘာပဲဖြစ်ဖြစ်တိုးရဲ့မြစ်ကြီးကတော့တိုးစီကနေလှူယူချင်းခံလိုက်ရပြီ哦တခြားတစ်ဖက်မှာတော့ဝေဝေတို့အိမ်မှာလေအော်ခုမှပဲအမေနားလေတော့တယ်ရေပန်းဥယျာဉ်တွေထဲမှာအဲ့လိုဒန်းမျိုးတွေရှိတာ哦အဲ့ဒီဒန်းတွေအောက်မှာရေတွေရှိနေပြီးဒါရီယာရေထဲမှာစီးရတဲ့ဒန်းတွေပေါ့နော်ဘလောက်တောင်ကောင်းတဲ့ဒန်းမျိုးလဲဟုတ်တယ်အမေသမီးတကယ်သဘောကျတယ်သမီးတို့တွေအများကြီးနှောက်ပြောင်ပြီးကစားခဲ့ကြတာအမေရဲ့ဒီလိုနဲ့ပဲကလေးတွေအားလုံးကတော့အရင်ကိုစိတ်ချမ်းသာနေကြပြီးသူတို့ရဲ့မိဘတွေကလည်းအရင်ကိုပျော်ရွှင်နေကြပါတယ်ဒါပေမဲ့လည်းရွာတွေကပြဿနာကတော့အရင်တိုင်းပဲရှိနေတော့မှာပဲညနေပိုင်းရောက်လို့စီဝေးကျင်းပတဲ့အခါရွာလူကြီးတွေစကားပြောကြတာပေါ့ဒီမှာလူကြီးမင်းဦးမင်းဆွေခင်ဗျာကျွန်တော်တို့ရွာတွေကမြေရဲ့အခြေအနေကတော့အရင်ကပိုဆိုးပြီးတော်တော်လေးကိုဆိုးလာနေလို့ပြီးတော့ဒါလာပိုင်းနေငယ်ပဲရှိသေးတာလေဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့စိုက်ခင်းတွေလည်းထိခိုက်ကုန်ပြီကျွန်တော်တို့စိုက်ပျိုးဖို့အတွက်ရေရီအားလုံးကအဲ့ဒီကနေရတာလေတကယ်ကိုဒုက္ခအများကြီးရောက်နေရတာတို့တရိစံတွေလည်းအရင်ဒုက္ခရောက်နေကြရပြီရေကားကလည်းရန်နောက်ကြမှာလာတတ်တယ်လို့တို့ကလည်းအဲ့ဒီကနေရေကိုနည်းနည်းပဲဝယ်နိုင်တာဘူးအသေးချာပေါ့ပြီးတော့အခုကနေရာဒီချိန်လေးအခုချိန်မှာကျွန်တော်တို့ရဲ့စိုက်ခင်းထဲမှာဂျုံပင်တွေစပားပင်တွေရှိနေပြီးတော့လျှက်စစ်မီးလာတာကလေအရင်အချိန်လေးလုံးနေဘာလို့လဲဆိုတော့စိုက်ခင်းတွေထဲမှာမီးလောင်နိုင်ခြေရမ်းများလို့လေအဲ့ဒါတွေကြောင့်ပဲလျှက်စစ်မီးပေးတာနည်းနေပြီးတော့တို့တွေလည်းမော်တာကနေရေကိုနည်းနည်းပဲသုံးနိုင်ကြတာပေါ့တို့တွေအဲ့ဒီစီးပွားရေးသမားနဲ့တစ်ခါလောက်စကားပြောချင်ရင်မကောင်းဘူးလားကျွန်တော်ရွာသားတွေအားလုံးပြဿနာကိုတော့နားလည်နိုင်ပါ रे အမှန်တော့တို့တွေဒီကိစ္စမှာဘာမှလုပ်လို့မရဘူးလေဘာလို့လဲဆိုတော့ဘာပဲဖြစ်ပြနေပါစေအရာအလုံးကဥပဒေနဲ့အညီပဲဖြစ်နေတာ ကျွန်တော်တို့ဥပဒေအရဆိုရင်တော့သူတို့အဲ့ဒီမှာဘာလို့ကျွန်တော်တို့ကတားလို့မရဘူးဒါမဲ့သူတို့စိတ်ရောအားထွက်တဲ့ညစ်ပတ်တဲ့ရေတွေအားလုံးကကျွန်တော်တို့ရဲ့မြစ်ထဲကိုစီးဝင်နေတာ ပြီးတော့တရိษံတွေလာပြီးရေစင်းတောက်ကြအတူတူရေချိုးကြတဲ့ရေကန်ငယ်လေးတွေလိုမျိုးကျွန်တော်တို့ရေကန်တွေလည်းထိခိုက်ပျက်စီးနေရပြီအဲဒါကြောင့်ဒါရီအားလုံးကိုစိတ်ထဲမှာပဲထားမနေပဲတို့တွေတေချာပေါက်သွားပြီးစကားပြောရလိမ့်မယ်ဒီလိုနဲ့ပဲရွာသားတွေဟာရွာလူကြီးဦးမင်းဆွေနဲ့တူစက်ရုံပိုင်ရှင်ဦးစန်းလင်းစီကိုသွားခဲ့ကြပါသည်အမှန်တော့ရွာမှာအပိုင်း၃ပိုင်းရှိတာပေါ့အတွင်းပိုင်းမှာစိုက်ခင်းတွေရှိပြီးအလဲပိုင်းမှာတော့ရွာရဲ့အင်ဂျီအများပြားရှိနေကအပြည့်မဲ့ဘတ်စကားမတိုင်ရှိတဲ့လမ်းမပေါ်မှာတော့စာတင်ကျောင်းတည်လေးတွေစင်းရုံနဲ့အင်ဂျီအင်ကောင်းတွေရှိကြတာပါဒီလိုနည်းနဲ့ရွာကို၃ပိုင်းခွဲခြားထားပြီး
အပြင်းမဲ့ဧရိယာမှာတော့စက်ယုံတယုံရှိနေကအဲ့နေရာကမြင့်တဲ့ရေကန်ငယ်လေးတွေနဲ့လည်းဆက်ဆက်နေခဲ့တာပေါ့။ဒါကြောင့်စက်ယုံကထွက်တဲ့ညစ်ကြေးတွေအားလုံးကမြစ်ထဲကိုစွန့်ပစ်ခြင်းခံနေရတာမို့တရွာလုံးအခက်တွေ့နေရတာပါ။ပထမဆုံးအနေနဲ့စက်ယုံဆောက်ဖို့2 နှစ်ကနေ3 နှစ်ထိကြာမြင့်ခဲ့ပြီးခဲ့တဲ့ဆောင်းရာသီမှာမှအလုပ်တွေစတင်ခဲ့တာပါ။ဒါပေမဲ့ခုနေရာသီမှာတော့အားလုံးဟာတော်လေးကိုဒုက္ခရောက်နေကြပါပြီ။စက်ယုံကိုရောက်တဲ့အခါစက်ယုံပိုင်ရှင်ကမီးလိုက်ပါတော့တယ်။ကဲပြောကြပါဦးမင်းတို့အားလုံးရုတ်တရက်ကြီးဒီကိုလာဖို့အတွက်ဘယ်လိုပြင်ဆင်လာကြတာလဲ။ကြည်စမ်းမောင်ခမရလေးသိတဲ့အတိုင်းခမရစက်ယုံကြောင့်ကျွန်တော်တို့မြစ်တွေရေကန်တွေအရင်ကညစ်ပတ်နေပြီ။ဒါကြောင့်ကျွန်တော်တို့ရွာသားတွေအားလုံးအခက်အခဲအများကြီးနဲ့ရင်ဆိုင်နေရလို့ဒီတစ်ချိန်မှဆိုကျွန်တော်တို့ရွာရေတွင်းတွင်းအောင်ခန်းချောက်သွားခဲ့ရပြီ။ကျွန်တော်တို့ရွာကိုလာတဲ့ရေကားတွေကလည်းအချိန်အကန့်အသတ်နဲ့ပဲလာတာရွာသားတွေကပတ်စံပေးပြီးရေကိုဝင်နေကြရတယ်လေဒါအပြင်ဒီနွေရာသီအတွင်းမှာရေဘိုးရေကားကလည်းတော်တော်လေးကိုဈေးကြီးနေပြီးတော့စိုက်ပျိုးပင်တွေကြောင့်လျှက်စင်ပြီးပေးတာလည်းနင်းနေပြီးတော့မီးမလာတော့ရေရအောင်မော်တာလေးမောင်းမရတော့ဘူးပေါ့မင်းနေအဲ့ဒါကြောင့်ကျွန်တော်တို့တွေကခမရကိုဒီတိုးပွားလာနေတဲ့ပြဿနာအတွက်တခုခုအဖြေရှာပေးစီချင်တာဘာလို့လဲဆိုတော့ကျွန်တော်တို့ရွာသားတွေအားလုံးဒါကြောင့်မလို့အခက်အခဲအများကြီးကြုံနေရလို့ပေါ့ကြည့်ကြပါဦးမင်းတို့အားလုံးသိတဲ့အတိုင်းကျုပ်မှာတော့ဓာတုဗေဒစက်ယုံရှိနေတာလေပြီးတော့ဒီဓာတုပစ္စည်းရရန်ကိုအန္တရာယ်များတယ်ဒါကြောင့်ကျုပ်တို့တွေဒါကိုဒီမြစ်ထဲကိုပဲစွန့်ပစ်ရမှာပဲကျွန်တော်ခမရတို့အားလုံးကိုတော့ဒီကိစ္စမှာဘာမှမကူညီနိုင်ဘူးပြီးတော့ဟုတ်တယ်ကျွန်တော်မှာဥပဒေကြောင်းအကြောင်းကြားတာတော့ရှိသေးတယ်ကျွန်တော်ဘာမှမှားယွင်းတာလုပ်မထားဘူးအဲဒါကြောင့်စိတ်မကောင်းပါဘူးကျွန်တော်မကူညီပေးနိုင်ဘူးဟာခမရဘလို့လို့ဒီလိုမလုပ်နိုင်ဘူးလို့ချက်ချင်းပြောရတာလေခမရတိုက်ရိုက်ကြီးညင်းဆိုနေတာပဲဗျာအမှန်တော့ကျုပ်တို့ရွာလူတွေဘလောက်တောင်ဒုက္ခရောက်နေလဲဆိုတာခမရသိရတာနဲ့ခမရသိရလားဒီဆက်ယုံကထွက်တဲ့မိခိုးတွေဘလောက်တောင်အန္တရာယ်များပြီးတရွာလုံးပြန့်နှံ့နေလဲဆိုတာရေတွေမကောက်ကျွန်တော်တို့ဆက်ယုံကြောင့်ပြဿနာအများကြီးနဲ့ရင်ဆိုင်နေရတယ်အများလေဒါတွေကိုမြင်နေရတာပဲလေဒါဘာလို့ဒီလိုမျိုးမဆာမနာပြောနိုင်ရတာလဲကြည့်ပါကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှတကယ်လုံးမပေးနိုင်လို့ခမရတို့ဒီလိုမျိုးပြောလိုက်ရတာပေါ့ကျွန်တော်တခုခုလုပ်ပေးနိုင်ခမရတို့ပြောပြမှာပေါ့ဗျာဒါမဲ့လေစိတ်မကောင်းပါဘူးကျွန်တော်မှအဲ့ဒါအတွက်ဘာအစီအစဉ်မှရှိမနေဘူးဟေးစီစဉ်ရှိမနေဘူးဆိုတာမျိုးမရှိဘူးကျွန်တော်တို့တွေအားလုံးသာပြဿနာတစ်ခုခုကိုအတူတူစဉ်းစားကြရင်အရာအားလုံးအတွက်အဖြေတစ်ခုတွေ့နိုင်တာပဲအရင်တော့ကလည်းကျွန်တော်တို့ရွာထဲမှာဖြည့်ရှင်းမှုအတွက်အရန်ခက်ခဲခဲ့တဲ့အရာမျိုးတွေအများကြီးပဲရှိခဲ့တာပဲဒါပေမဲ့ကျွန်တော်တို့တွေအားလုံးအတူတူအဖြေရှာဖို့ကြိုးစားခဲ့ကြလို့အဖြေတစ်ခုထွက်လာခဲ့ရလေဒါမဲ့လေကြည့်ပါဦးဗျာကျွန်တော်ဘာမှလုံးမပေးနိုင်ဘူးအခုကျွန်တော်အလုပ်ကိစ္စတစ်ခုအတွက်သွားစရာလေးရှိသေးလို့ကျွန်တော်သွားလိုက်တော့မယ်ခင်ဗျားတို့နဲ့ဒီအကြောင်းကိုနောက်မှပဲဆက်ပြောကြတာပေါ့ဒီလိုပြောပြီးဦးစန်းလင်းကအဲ့နေရာကနေထွက်ခွာသွားခဲ့ပြီးရွာသားတွေလည်းစိတ်ပြက်လက်ပြက်နေပြီးပြန်လာခဲ့ပါတယ်ဒါပေမဲ့ဦးစန်းလင်းရဲ့ဒီလိုအပြုတ်မှုကြောင့်ရွာသားတွေလည်းအရန်ကိုဒေါသထွက်နေကြတာပေါ့ဦးလေးရေသူကကျွန်တော်တို့ဘလောက်လွယ်လွယ်နဲ့ညင်းပြလိုက်လေပြီးတော့အလုံးရှုံနေရဲဆိုပြီးအကြောင်းပြချက်ပြီးသွားသေးတယ်တေးကြတာပေါ့ဒါမျိုးသာဆက်ဖြစ်နေရင်တော့အခြေအနေဟာအရန်ကိုခက်ခဲသွားနိုင်တယ်ဦးစန်းလင်းကကျွန်တော်တို့စကားကိုနားထောင်မှမဟုတ်ဘူးလို့ကျွန်တော်ထင်သားပဲအဲဒါကြောင့်ကျွန်တော်တို့ရွာသားတွေအားလုံးတနည်းမဟုတ်တနည်းနဲ့ဒီပြဿနာအတွက်အဖြေတစ်ခုကိုရှာရလိမ့်မယ်အခုဆိုရင်ဦးစန်းလင်းကသူတို့စကားကိုနားထောင်ဖို့လုံးဝညှင်းဆိုလိုက်ပြီးဆိုတာရွာသားတွေအားလုံးတည်သွားကြတဲ့အခါမှာလူတိုင်းကပို့ပြီးတော့တောင်စိုးရင်ပူပန်လာကြပါတယ်ညဘက်ရောက်တဲ့အခါမြို့သမီးတွေအားလုံးကထမင်းစားပြီးသွားတဲ့နောက်ပြင်ဘက်မှာလမ်းလျှောက်နေကြတာပေါ့ပထမဆုံးနေနဲ့မိရမလာဘူးအဲ့ဒါကြောင့်တိုးရနွေရတီမှာပို့ပြီးတော့တောင်ဒုက္ခရောက်နေတာပေါ့တကယ်ပါပဲဟဲ့ဒါပေမဲ့ဒီနွေရာသီမှာတော့ကျမတို့ရဲ့ရေကူးကန်လိုမြင့်ကြီးကိုအလွမ်းဆုံးပဲတိုးတွေအဲ့ဒီသွားပြီးကစားခဲ့ရတာအရန်ကိုပျော်ခဲ့ရတာလေဟုတ်တယ်ကျမလည်းရေကူးရတာအရန်ဝါသနာပါတာပြီးတော့တိုးတွေအလုပ်တွေအဲ့ဒီကိုသွားတဲ့ခါတိုင်းရေထဲမှာအချိန်ကြာနေခဲ့ကြတာလေအခုတော့လေရွာသားတွေရဲ့ပျော်ရွှင်မှုတွေကိုလူယူချင်းခံလိုက်ရတယ်လို့ပဲရိုးရိုးတသားပြောရမယ်ဆိုရင်မြစ်တွေစိုက်ခင်းတွေမရှိဘဲနဲ့တော့ရွာနဲ့တောင်မတူဘူးငါတို့ရွာလည်းရွာလို့တောင်ခွာခတ်နေပြီအဲ့နောက်မှာရွာသားတွေအတွက်ရှင်တန်ရတာရန်ကိုခက်ခဲလာခဲ့ပါတယ်တခြားတစ်ဖက်မှာတော့ရွာကတကြီးရွယ်ဦးအမျိုးသမီးတွေဟာတို့ရဲ့မြေးလေးတွေဘလောက်တောင်ပျော်ရွှင်ခဲ့ကြလဲဆိုတာတွေ့ရမလားသူတို့ရေပန်းဥယျာဉ်မှာအရန်ကိုမှပျော်ခဲ့ကြတာလေဟုတ်တယ်ရေလေးတွေကိုကြီးလိုက်တာနဲ့တင်ဘလောက်တောင်အေးနေမလဲလို့ခန်းစားမိတယ်ဟုတ်တယ်အဲ့ဒီပန်းချံအဝေးကြီးမှမဟုတ်ပဲတိုးရွာထဲမှာလည်းအဲ့လိုပန်းချံမျိုးရှိမဲဆိုရင်တိတ်ကောင်းမှာပဲနော်တကယ်ကိုပျော်စရာကြီးဖြစ်မှာရွာတွေကလူတိုင်းကကလေးတွေရေပန်းချံကိုတောင်းခဲ့ကြတဲ့ဗီဒီယိုတွေကိုမြင်တွေ့ခဲ့ကြပြီးအခုဆိုရင်မြစ်ကြီးကလည်းသူတို့စီကနေအလူခံလိုက်ရပါပြီဒါကြောင့်လူတိုင်းဟာသူတို့ရွာထဲမှာလည်းဒီလိုမျိုးရေပန်းချံလေးတစ်ခုသာရှိရင်ကောင်းပါပဲလို့ဆုတောင်းနေကြတာပေါ့တခြားတစ်ဖက်မှာတော့ရွာလူကြီးကမြင့်ညစ်ပတ်နေတဲ့အကြောင်းကိုတိုင်ကြားစာပေးပို့ထားပါတယ်
ဒါပေမဲ့အခုထိတော့ဓာတ်အတွက်ဘာအပြေမှထွက်မလာသေးဘူးပေါ့။တရမှာမာယာဟာအားလုံးအတွက်မိဖို့ပေါ်မှာထမင်းချက်နေပြီးအပူရှိန်ကြောင့်သူ့ရဲ့အခြေအနေဟာအရန်ကိုဆိုးရွားလာကမူးလိတ်သွားခဲ့ပါတော့တယ်။အဲ့နောက်မှာသူတို့အိမ်လေးကိုခေါ်သွားပြီးတော့လေးပေးဆက်ရှိမှလှိထားပြီးကတက်မြရီတက်လိုက်ကြတာပေါ့။အဲ့ဒီခါမှပဲမာယာလေးပဲတက်တာရရှာသွားပါတော့တယ်။ ဒီအပူချိန်ကတော့လေတို့ရဲ့အသက်ကိုတကယ်ပဲနှောက်ယူနေတယ်လို့ပဲတို့တွေဘာဆက်လုပ်ရမလဲဆိုတာအမေတို့တကယ်မသိတော့ပါဘူးသမီးရဲ့ ရွာတွေကလူတိုင်းဟာဒီလိုအပူရှိန်ပြင်းပြင်းနဲ့မှမိဘပေါ်ထမင်းချက်ရတာရောစိုက်ခင်းထဲမှာအလုပ်လုပ်ရတာရောကြောင့်အရင်ကပင်ပန်းတွဲနေကြပါတယ်။အခုဆိုရင်အပူရှိန်ကပြဿနာပူဆိုးလာပြီးအရင်တုန်းကရွာသားတွေအပူရှိန်ပြင်းလာရင်မြစ်ထဲမှာသွားပြီးရေချိုးတာမျိုးလုပ်ခဲ့ကြပေမဲ့အခုတော့မြစ်လည်းမရှိတော့တဲ့အပြင်ဒီထက်ဆိုးတာကရေပြက်လက်မှုပါရှိနေပြန်တာပါ။အဲ့နောက်မှာတလကြာသွားတဲ့အခါမှာတရားလုံးရွာလူကြီးနဲ့တူတူစည်းဝေးထိုင်ကြပြီးအားလုံးလိုက်ဒီပြဿနာအကြောင်းကိုပြောဆိုနေကြတာပေါ့။ရွာလူကြီးကလည်းစိတ်မကောင်းဖြစ်နေရှာပါတယ်။တိတ်မကောင်းပါဘူးရွာသားတို့ရေ။ဒါမဲ့တို့တွေအခုလောလောဆယ်ဘာမှလုံးမပေးနိုင်သေးဘူး။အဲ့ဒီအတွက်ဘာအရေးယူဆောင်ရွက်မှုမှလည်းရှိမလာသေးဘူး။တို့ရဲ့တရိษံလေးတွေနဲ့ငှက်ကလေးတွေလည်းအရင်ဒုက္ခရောက်နေကြပြီ။တို့တွေအားလုံးလည်းဘာမှမလုပ်နိုင်ကြဘူးဖြစ်နေတယ်။ဒီချိန်မှာဝေယံကရွာလူကြီးမင်းစီကိုလာပြီးတခုခုပြောပြလိုက်ပါတော့တယ်။ဒီပူရှင်ကတော့ကျွန်တော်တို့တကယ်ပဲတုံ့လှုပ်စေတာပဲ။ဒါမဲ့ကျွန်တော်မျိုးမှာအင်ဂျင်နီယာလို့လုပ်နေတာလေ။ဦးလေးတို့အားလုံးကိုနီလန်းလေးတစ်ခုပြောပြပါရစေ။ကျွန်တော်တို့တွေအားလုံးရွာထဲမှာရေပန်းဝင်ရဲ့အသေးစားလေးတစ်ခုဘာလို့မဖွင့်ကြမှာလဲ။အများကြီးမဟုတ်ရင်တော့ရေကူးကန်2ခု3ခုလောက်စောင့်လိုက်ကြမယ်ဆိုရင်အဲ့ဒါဆိုအားလုံးအပူရှင်ကနေနည်းနည်းတက်တာရသွားတာပေါ့။ရွာကလူတချို့ကလည်းဒီလိုမျိုးတွေးတောနေကြတာပါ ဟုတ်တယ်ကျမလည်းအဲ့ဒီချက်ပဲတွေးနေတာ ။ဒါပေမဲ့ပြဿနာတစ်ခုပဲရှိလိမ့်မယ်။ရေပန်းဝင်ရင်စောက်ဖို့ဆိုရင်ပတ်စံတွေအများကြီးလိုအပ်တာလေ။ပြီးတော့ခုချိန်မှာတို့ရွာကအိမ်တိုင်းရဲ့အချိန်တွေကနည်းနည်းဆိုးနေတော့ပြီးတော့ဘာလို့လဲဆိုတော့အခုတို့ရေကိုလည်းဝယ်နေကြရလို့ပဲ။ဟုတ်တယ်ရေပန်းဝင်ရင်သာစောက်မယ်ဆိုရင်တော့ကျွန်တော်စက်ပစ္စည်းကိရိယာတွေကိုပြင်ဆင်ပေးနိုင်ပါတယ်။ဒါနဲ့တို့တွေကဘာလို့ပတ်စံတွေအများကြီးအကုန်ကြခံပြီးရေပန်းဝင်ရင်စောက်ဖို့လိုမှလေ။အခုခေတ်ကနီးပညာခေတ်ပဲဟာပြီးတော့ကျွန်တော်တို့ရွာလေအရင်အရေးချင်းရှိတာပဲကျွန်တော်တို့ရဲ့အိမ်တွေအားလုံးကဒီလောက်အေးမြနေပြီးပြဿနာအများစုကိုကိုယ့်ဘာသာပဲဖြေရှင်းနေကြတာလေဒါကြောင့်ကျွန်တော်တို့တွေကရေပန်းဝင်ကိုရေကန်ငယ်လေးလိုမျိုးပုံစံမျိုးလုပ်ရမှာပေါ့ကျွန်တော်တို့အိမ်တွေအားလုံးမှာတရိษံတွေအတွက်တောက်ရေကန်ရှိကြတယ်လို့မျိုးပဲအဲ့လိုရေဘူးက2ခု3ခုလောက်စောက်ရုံပဲလေဒါကြောင့်ဒီအလုပ်ကိုကိုယ့်ဘာသာလေးလုပ်နိုင်တာပဲမဟုတ်ဘူးလားဘလို့လဲဟုတ်တာပေါ့ဟေးတို့တွေအားလုံးအရင်ကပင်ပင်မမလုပ်နိုင်ခဲ့ကြတယ်တောင်သူတွေပဲဟာတို့တွေဒီလောက်ပင်ပန်းနဲ့စိုက်ခင်းလုပ်တွေတောင်လုံနိုင်ကြသေးတာပဲဒီပန်းဦးရဲ့အသေးစားလေးတစ်ခုစောက်ဖို့ကြတော့တို့တွေတွေးဝေးနေကြလားအားလုံးစူးစီးပြီးဘာလို့မလုပ်နိုင်ရမှာလဲဒီလိုနည်းနဲ့ရွာသားတွေအားလုံးဟာတခုခုလုပ်ချင်တဲ့ဆန္ဒရှိနေကြတဲ့အတွက်ဆရာထက်တန်လာကြပါတယ်ဒါကြောင့်သူတို့လမ်းစာကိုအလိုလျောက်ရှာတွေ့သွားကြတော့တာပေါ့အခုဆိုရင်ရွာသားတွေအားလုံးဓာတ်အတွက်စီစဉ်တွေဆွဲနေကြပါပြီရွာကလူငယ်တွေအားလုံးအချင်းချင်းမြေပုံတတိလေးတစ်ခုနဲ့အဲ့ဒါနဲ့ပတ်သက်တဲ့ပစ္စည်းတွေအကြောင်းစကားပြောနေကြတာပေါ့ဟေးတို့တွေနေရာတိုင်းမှာအုပ်တွေဒါမှမဟုတ်ဘီလက်မြေတွေသုံးဖို့မလိုအပ်ဘူးကြည်စမ်းမောင်တို့တွေမြေပုံဖန်တီးပြီးသွားပြီရေပန်းဦးရင်ကိုတို့တွေကလေးတွေရဲ့ဗီဒီယိုထဲမှာမြင်ရခဲ့တဲ့အတိုင်းပုံဖော်ထားတာတို့တွေနေရာလွတ်အကျဉ်းတစ်ခုမှာကျင်းကြီးတစ်ခုတူးလိုက်ကြမယ်ပြီးတော့ညစ်ပတ်မသွားအောင်အထဲကိုဘီလက်မြေနဲ့ပဲအချောကန်လိုက်ရုံပဲတန်းတစ်ခုနှစ်ခုလောက်ထည့်ကျင်တယ်ဆိုရင်တော့တို့တွေအဲ့ဒါကိုဝယ်ရင်ဝယ်ဒါမှမဟုတ်ပလတ်စတစ်နဲ့ပဲလုပ်ခိုင်းလိုက်ကြမယ်လေအဲ့ဒါကိုမစိုးရင်ပါနဲ့ကျွန်တော်မြို့ကိုသွားနေတာဆိုတော့အဲ့ဒီကအချက်လက်တချို့ကျွန်တော်မှရှိပါတယ်ကျွန်တော်တို့တွေရှော့စီးဖို့ပစ္စည်းတွေကိုဈေးသက်သက်သားနဲ့ရနိုင်တာပဲကောင်းပြီလေဒါဆိုရင်တော့ရေပန်းအတွက်ကတော့တို့တွေရေကူးကန်ထဲမှာပဲရေပန်းတက်လိုက်လို့ရတယ်ပြီးတော့အဲ့ဒီမှာပလတ်စတစ်ရေကန်ကိုသုံးလို့ရတာပေါ့ဟုတ်ဘူးလားအိုးဟုတ်သားပဲမင်းတို့အားလုံးငါတို့ဘာလို့ရမလဲဆိုတာပဲပြောပြပါငါတို့တွေကတော့ဒါကိုဖန်တီးတဲ့နေရာမှာပဲကူညီပေးနိုင်တာမဟုတ်လို့လေဒီလိုနည်းနဲ့ပဲယောဂလူငယ်တွေဟာရေပုံပြည့်စုံတဲ့ပြင်ဆင်မှုတွေကိုစတင်လှုပ်ဆောင်ကြပြီးဒီသတင်းကတရားလုံးကိုပြန့်နှံ့သွားတဲ့အခါအားလုံးလည်းရန်ကူပျော်ရွှင်သွားကြပါတော့တယ်ကျမတို့ရွာထဲမှာလည်းရေပန်းချန်စောက်တော့မယ်ဆိုတာကြားလိုက်ရတော့လေကျမအရင်ကိုပျော်မိပါတယ်ရှင်မမရေကျမတို့အပျော်ဆုံးပဲလာပိုင်းအတော်ကြောင်ကျမတို့ရဲ့မြစ်ကြီးကိုဘလောက်တောင်လွှမ်းနေခဲ့ရလဲဆိုတာစိတ်တောင်ကူးကြည့်လို့ရမှာမဟုတ်ဘူးတကယ်ပါပဲတိုးရီရှင်တုံးကမြစ်ထဲမှာရေကူးခဲ့ကြတယ်လို့မျိုးအခုရေပန်းဥယျာဉ်ထဲမှာနောက်တစ်ခါပြန်ပြီးရေကူးနိုင်ကြမယ်ဆိုရင်အရင်ကောင်းပါပဲနော်တကယ်ကိုပျော်စရာကြီးဖြစ်တော့မှာအဲ့ဒါဆိုရင်တိုးရီအားလုံးရေပန်းဥယျာဉ်စောက်တဲ့နေရာမှာနည်းနည်းလောက်ကူညီကြရင်မကောင်းလားအဲ့လိုလုပ်ရင်ဒါနည်းနည်းပို့ပြီးမြင်မြန်ဆန်ဆန်ပြီးစီးသွားတာပေါ့မဟုတ်ရင်နွေရာသီးကကုံသွားပြီးတိုးရဲ့ရေပန်းဥယျာဉ်ကနွေကုံမဆောက်လို့ပြီးသွားတာမျိုးဖြစ်နေအောင်မယ်အားလုံးကဒီစကားကိုကြားပြီးရီမောလိုက်ကြက
ရီမမော့နဲ့ပဲပြောလိုက်တော့တာပေါ့ ဟုတ်တယ်ညီမပြောတာတကယ်မှန်တယ်ပြီးတော့ကျမလည်းရေပန်းဥယျာဉ်စောက်မအောင်အရန်ပျော်နေတာအခုဆိုစိတ်ကိုယ်တော့မနေထိန်နေရတယ်အလုပ်တွေကိုမြင်မြန်စလိုက်ပြီးဖွင့်ပွဲကိုချက်ချင်းလုပ်ပြီးစားသုံးချင်လာပြီ ဒီလိုနည်းနဲ့ပဲရွာထဲမှာရေပန်းကြမ်းဆောက်ဖို့ပြင်ဆင်မှုတွေစတင်ခဲ့ပါတယ်ရွာသူရွာသားတွေအားလုံးရင်ဆုံးစုစည်းပြီးသူတို့ရဲ့စိုက်ခင်းကြီးကနေရာလွတ်ထဲမှာကျင်းကြီးကြီးတစ်ခုကိုတူးကြတာပေါ့သူတို့ကအားကျိုးမှန်တက်ကိုလုပ်နေကြတာပါတကယ်ချင်းတို့ကြီးပြီးတော့မှာပါတို့တွေအားလုံးနည်းနည်းလောက်ပူပြီးကြိုးစားကြရအောင်ဒီလောက်ပူပြင်းတဲ့အထက်မြေကြီးတူးရတာတကယ်ကိုခက်ခဲတဲ့အလုပ်တစ်ခုပဲဒါမဲ့လည်းဘာမှမဖြစ်ပါဘူးလေအခုတော့ဒါကိုလုပ်ကိုလုပ်ရမှာပဲရွာကလူတွေအားလုံးအတူတူကျင်းကြီးကြီးတစ်ခုတူးလိုက်ကြပြီးအဲ့နောက်မှာထဲမှာဘီလက်မြင့်နဲ့ချောကိုင်းတာကိုစတင်လှုပ်ဆောင်ကြပါတယ်ဒီလိုနည်းနဲ့ရေကန်ကြီးတစ်ခုလည်းအစင်းသင့်ဖြစ်သွားခဲ့တာပေါ့ဟေးကျွန်တော်ထင်ထားတာတော့တို့တွေမြေကြီးတူးပြီးတခြားနေရာတစ်ခုမှာအုတ်တွေဘီလက်မြင့်တွေအဝိုင်းပုံစံလုပ်ပြီးရေကူးကန်တေးသေးလေးတွေဖန်တီးတင်တယ်လို့ထင်တယ်အဲ့ရေကူးကန်လေးတွေကကလေးတွေအတွက်ကောင်းနိုင်မယ်ဟုတ်တယ်အခုစိတ်ကူးကပိုပြီးတော့ကောင်းသွားပြီပဲအခုဆိုရင်ရွာကလူတွေအားလုံးအလက်ကိုအရှိန်ဟုန်နဲ့မြ мян ဆန်းဆန်းစတင်လောက်ကင်ကြပါတယ်တစ်ဖက်မှာကျင်းကြီးကြီးတစ်ခုကိုတူးပြီးဘီလက်မြင့်နဲ့ချောကိုင်းက6တွေ့အောင်ထားလိုက်ကြတာပေါ့တခြားတစ်ဖက်မှာရေကူးကန်သေးသေးလေးတွေကိုမြေကွက်လက်ထဲမှာပြုတ်လုပ်ကြပါတယ်မြေပြင်အထက်ကဧရိယာတစ်ခုကိုတိုင်းတာပြီးသွားတဲ့နောက်သူတို့ကအုတ်ခဲတွေကိုဝိုင်းပုံစံစီပြီးဘီလက်မြင့်နဲ့ချောကိုင်းကကလေးငယ်လေးတွေအတွက်ရေကူးကန်တစ်ခုကိုပြုတ်လုပ်လိုက်ကြတာပေါ့ဒီလိုနည်းနဲ့ရေကူးကန်ကြီးလည်းအစင်းသင့်ဖြစ်သွားခဲ့ပါပြီဟေးကိုတို့ရေနောက်ဆုံးတော့တို့တွေရပောင်းများစွာပင်ပင်မမှန်ကြိုးစားခဲ့ရတာတွေကအတုံးတင်သွားခဲ့ပြီပဲဒါနဲ့နောက်တစ်ခုရှိတာအပူချင်းကဒီလောက်ပြင်းနေတော့ဒီရေတွေကနေပူရန်ကြောင့်မကြခင်မှာပဲပူလာလိမ့်မယ်ထင်တယ်ဒါကအားလုံးအတွက်ရုပ်တည်ရှိနေပုံရတာမို့အားလုံးလေးဝိုင်းပြီးစဉ်းစားကြရာအဖြစ်တစ်ခုထွက်လာခဲ့ပါတယ်အဲ့နောက်မှာတော့ရွာကလူတွေအများကြီးဟာတောရိတ်ကိုသွားပြီးဝါပင်တွေညက်ချောက်တွေနဲ့မြေကြီးတွေကိုအများကြီးယူလာကြတာပေါ့ဒါရီအောင်လုံးအစင်းသင့်ဖြစ်ပြီးသွားတဲ့နောက်မှာတော့တို့တွေဘာလို့မလဲဆိုတော့ဒီဝလုံးတွေရဲ့အပေါ်မှာမျက်ခြောက်တွေနဲ့အမိုးလိုမျိုးအကာအရံတစ်ခုလှုပ်လိုက်ပြီးတော့ဝလုံးလေးလုံးနဲ့ထောင်ထားလိုက်ကြမယ်။ဒါဆိုအဲ့ဒါကမိုးကတဲလိုမျိုးလှုပ်လှုပ်သွားမှာမဟုတ်လို့ရေကန်ပေါ်မှာရိပ်ရသွားပြီးရေရလဲခုနကလိုပူလာတော့မှာမဟုတ်ဘူးလေ။အခုဆိုရင်တခြားတစ်ဖက်မှာရှော့တွေအတွက်ဝီယန်ကမြို့ကဆိုင်တစ်ဆိုင်ကနေဈေးသက်သားတဲ့ပလတ်စတစ်ရှော့ပိုင်းစာတွေကိုမှာယူထားခဲ့ပါတယ်။ရွာသားတွေကဒါရီအားလုံးကိုတူတူဆက်လိုက်ကြပြီးအဲ့ပစ္စည်းတွေရဲ့အကူအညီနဲ့ရှော့ကြီးတွေနဲ့လှေကားတွေကိုပါပြုတ်လုလိုက်ကြတာပေါ့ဒါရီအားလုံးကိုသူတို့အမြင့်နဲ့အလျားလိုက်တိုင်းတာပြီးမြေပုံပေါ်မှာနေရာကိုတတ်မှတ်ကတက်ဆိုင်ရနေရာမှာအသီးသီးထားရှိလိုက်ကြပါတော့တယ်အခုဆိုရှော့တစ်ခုလည်းတက်လို့ရသွားပြီပဲခုတို့ရေပန်းအပိုင်းမဲ့ကြံတော့တာပေါ့အဲ့ဒါပြီးရင်ငါတို့ရဲ့ယာယီရေပန်းဥယျာဉ်လေးကအစင်းသင့်ဖြစ်သွားပြီလေပြီးတော့တို့ရဲ့စိုက်ခင်းလေးမှာကိုပိုင်ရေပန်းဥယျာဉ်လေးရှိနေတာတကယ်ကိုကောင်းတယ်အေးလေအေးမြနေမှာပဲဒါနဲ့ကျွန်တော်မှနောက်ထပ်ကောင်းတဲ့အကြံတစ်ခုရှိသေးတယ်ကျွန်တော်တို့တွေအုတ်တရအကူအညီနဲ့ဝိုင်းပုံစံရေကူးကန်တိတိလေးတွေလုပ်ခဲ့ကြတယ်မဟုတ်လားပြီးတော့ရေကူးကန်အကြီးလည်းရှိသေးတယ်ကျွန်တော်တို့တွေဘာလို့မြင်းချောင်းပုံစံရေကူးကန်မျိုးမလုပ်ကြတာလဲကလေးတွေဘောကနေရှော့စီပြီးဆင်းလာရင်အဲ့လိုမြင်းချောင်းနေရာတွေမှာအကွေ့ဝိုက်ပုံစံမျိုးလုပ်ပေးလိုက်ကြမယ်လေစိတ်လှုပ်ရှားစရာကောင်းအောင်ပေါ့သူရကဂျာရီအားလုံးကိုရှင်းပြလိုက်ပြီးအဲ့နောက်မှာသူကအလေးမကျန်နေတဲ့နေရာလွတ်ထဲမှာအကွေ့ဝိုက်ပုံစံလေးတွေလုပ်လိုက်ပြီးဘေးပပတ်လေးတွေမှာအုတ်တေးစီပြီးကလေးတွေအတွက်ရှော့စီစရာနေရာတစ်ခုကိုထပ်ပြီးဖန်တီးပေးလိုက်ပါတယ်အဲ့နေရာမှာကလေးတွေကရေထဲမှာဒန်းစီပြီးကစားနိုင်တယ်လို့ချောမွေးတဲ့ရှိုးပေါ်ကနေလည်းရှော့စီပြီးစောင့်ကစားနိုင်ကြတာပေါ့အဲ့နောက်မှာပလတ်စတစ်ရေကန်ကြီးကြီးတစ်ခုကိုယူလာခဲ့ကြပြီးတော်တော်လေးမြင့်တဲ့နေရာမှာထားရှိလိုက်ကြပါတယ်အဲ့နေရာကနေရေပန်းနေရာနဲ့တခြားနေရာတွေကိုပါရေတွေရောက်ရှိသွားစေဖို့ပိုက်လိုင်းတွေနဲ့သွေးတန်းဖြန့်ဝေပေးလိုက်တော့တာပေါ့ပိုက်တွေကိုလည်းတေချာတက်ပေးလိုက်ကြပါဒီလိုနည်းနဲ့တရွာလုံးရဲ့လက်ဖြစ်ရေပန်းဥယျာဉ်ကြီးလည်းအစင်းသင့်ဖြစ်သွားခဲ့ပါပြီပြီးတော့အပြင်ကနေရေကားကြီးကြီးတစ်ခုကိုခေါ်ပြီးရေတွေကိုဖြည့်လိုက်ကြတာပေါ့ရေကနည်းနည်းတော့နင်းနေတော့တာပေါ့လလို့စေတော့ဒီလောက်ရေပမာဏနဲ့တင်လုံလောက်ပါလေအနည်းဆုံးတော့ဒိုးတွေအခုရေပန်းဥယျာဉ်ကိုစာသုံးလို့ရပြီလေဒါဆိုမနေ့ပြန်ကြရင်တို့ရွာသားတွေအားလုံးဒီလိုလာပြီးပျော်ပျော်ရွှင်ရွှင်ကစားနိုင်ကြပြီပေါ့သူကရေကူးကန်တေးသေးလေးတွေအများကြီးနဲ့ရေကူးကန်ကြီးကြီးတစ်ခုကိုစောက်လုပ်ခဲ့တာပါဘာလို့လဲဆိုတော့အဲ့ဒါကတရွာလုံးရဲ့ပင်ပင်မမှန်စူးစမ်းမှုတွေပါဝင်နေတဲ့အတွက်ရွာသားတွေအားလုံးကိုလည်းပျော်ပျော်ရွှင်ရွှင်ကစားစီခြင်းလို့ပါနေရာကျင်းမြောက်မှုကြောင့်ဘယ်သူမှပြဿနာမကြုံတွေ့စေခြင်းလို့လည်းဖြစ်ပါတယ်အခုဆိုရင်နောက်တစ်နေ့မနေ့ခင်းရောက်တဲ့အခါရွာကလူတွေအားလုံးစိတ်လှုပ်ရှားသွားနေပင်အဲ့ဒီနေရာကိုရောက်လာကြတာပေါ့ကျမအရန်ပျော်တာပဲဒီရေပန်းချံတကယ်ကိုအေးမြနေပုံရတာပဲအခုနောက်တင်မဲ့သူတို့ဒီထဲကိုနောက်ထပ်ပစ္စည်းတစ်ခုထည့်ဖို့ကြံသေးတယ်လို့ပြောနေတာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပါအခုတို့တွေရှေးအေးအေးလေးကိုပြန်ရနေပြီပဲ
အခုတိုးရီအားလုံးတတ်တာရကြတော့မယ်ကဲပါတိုးရီအားလုံးဒီမှာစကားပြောပြီးတော့အချိန်မဖြုံးနဲ့တော့လေအခုငါတို့လည်းရေကူးကန်နဲ့ဝင်ပြီးပျော်ပျော်ရွှင်ရွှင်ကစားနိုင်ပြီလေလာပါသွားကြရအောင်နော်တိုးရီအဲ့ဒီကိုသွားဆော့ရရင်အရန်ပျော်ဖို့ကောင်းပါဒီလိုနည်းနဲ့ရွာသားတွေအားလုံးဟာအခုဆိုရင်ရေကူးကန်တွေကိုသွားကြပါတော့တယ်ရွာကအမျိုးသမီးတချို့ကရေကူးကန်ထဲမှာရေကူးနေကြပြီးတက်ကြီးရွယ်ကိုအမျိုးသမီးတွေကတော့အုတ်တင်းနဲ့စောင်းထားတဲ့ရေကူးကန်တတိလေးတွေမှာပင်လာထိုင်နေကြတော့တာပေါ့ဒီလိုနည်းနဲ့အားလုံးပဲအရန်ကိုပျော်ရွှင်နေကြပြီးလူတိုင်းကဓာတ်ကိုရန်သဘောကျနေကြတာပါတကယ်ကိုစိတ်ချမ်းသာစရာကောင်းလာပါတယ်မရဲ့ကျမအရန်ပျော်နေတာတိုးရီမြစ်ထဲမှာဒီလိုမျိုးရေချိုးရဖို့အရန်မျောလင်းနေခဲ့တာလေဒီနေ့ခေတ်နီးပညာဘလောက်တောင်ကောင်းလိုက်လဲကျမတကယ်ကိုသဘောကျမိရရှင်ဒါပေမဲ့ကျမတို့ရဲ့မြစ်ကြီးဒီလိုအခြေအနေဆိုးဆိုးရွားရွားဖြစ်နေတာမြင်တော့အရန်လည်းစိတ်မကောင်းဖြစ်မိတယ်အညစ်အကြေးတွေအများကြီးကအဲ့ဒီထဲကိုစီးဝင်နေရလေဟုတ်တယ်ညီမရဲ့ဒါပေမဲ့အခုလေတိုးရီအားလုံးအတူတူစုစည်းပြီးယာယီရေပန်းဥယျာဉ်လေးတစ်ခုဖန်တီးနိုင်ခဲ့ကြတာပဲဒီလိုအပူရှိန်ကိုအနိုင်ယူဖို့လေကျမထင်တာတော့တိုးရီမြစ်ထဲမှာပူပွားလာတဲ့ညဉ့်ညမ်းမှုတွေနဲ့ပတ်သက်ပြီးအားလုံးအတူတူအတန်ထွက်ပြောပြရလိမ့်မယ်လို့ထင်တယ်တခြားတစ်ဖက်မှာတော့ကလေးတွေလည်းရန်ကိုပျော်ရွှင်နေကြပြီးရုံးရီပေါ်မှာရှိုးစီးကအများကြီးပျော်ပါနေကြတာပေါ့။ဘိုးရွာတလူမျိုးရေတွေကျဆင်းနေတဲ့ရေပန်းနေရာလေးရှိနေခဲ့ပါတယ်။တခါတလေကျရင်ရေတွေအများကြီးတပြိုင်နက်တည်းကျလာတတ်ပြီးတခါတလေကျရင်တော့ရေနည်းနည်းပဲကျတတ်တာပေါ့။ဒီနေ့တော့လူတိုင်းရေကူးကန်ထဲမှာရန်ကိုပျော်ခဲ့ကြရပြီးအားလုံးကအင်ကိုပျော်ရွှင်စွာနဲ့ပဲပြန်လာခဲ့ကြပါတော့တယ်။ဒါပေမဲ့နောက်တနေ့မှသူတို့အတွက်နောက်ထပ်အံ့အားသင့်စရာတစ်ခုရှိနေပြန်တော့ပေါ့။ဟေးမင်းတို့အားလုံးသိကြရဲ့လား။တို့တွေဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပဲရေပေါ်မှာမျောနေတဲ့ဘောလုံးကြီးကိုစီးရတာလည်းရှိသေးတယ်လေကလေးတွေရောလူကြီးတွေပါအဲ့ဒါကိုဝင်လို့ရတယ်အခုငါတို့တွေအဲ့ဒါကိုလည်းထည့်လိုက်ပြီနော်တွားကြည့်ကြအောင်ရေကူးကန်ထဲမှာဒီလိုမျိုးຢာတွေနောက်ထပ်တိုးလာတာမြင်ရတော့အားလုံးလည်းပို့ပြီးတော့တောင်ပျော်ရွှင်သွားကြပြီးကလေးတွေလည်းအဲ့ဒီဘောလုံးကြီးတွေကိုဝင်ကရေထဲမှာပျော်ရွှင်စွာနဲ့ပဲစော်ကစားနေကြပါတော့တယ်ဒါပေမဲ့ရွာသားတွေဟာသူတို့အတွက်တည်းမကပဲနေရာတစ်ခုခြံထားခဲ့ကြတာပေါ့အလေးမှာအုတ်တိုင်းတစ်ခုကာရံပြီးတခြားတစ်ဖက်မှာကျင်းကြီးတစ်ခုတူးကအထဲကိုဘီလက်မြင့်နဲ့ချောကိုင်းပြီးလုံခဲ့တဲ့ရန်နေငယ်လေးကလေးကပြင်ဆင်ထားခဲ့တာပါအဲဒီကိုရေတွေဖြည့်ပြီးသွားတဲ့နောက်အဲ့ဒီမှာတော့ရွာသားတွေဟာသူတို့ရဲ့တရိတ်ဆန်လေးတွေကိုအဲ့ဒီနေရာကိုခေါ်လာကြပါတယ်တရိတ်ဆန်လေးတွေလည်းရေထဲမှာစိနေကြရလို့ရန်ကိုပျော်ရွှင်နေကြတာပေါ့ကြည်စမ်းမအောင်ရှင်ကျမတို့ရဲ့ကျွဲမလေးကလည်းဒီနေ့ဘလောက်တောင်ပျော်နေလဲဆိုတာဟုတ်တယ်တကယ်ပဲအမရဲ့ကျမတို့ရဲ့နွားမကြီးကိုလည်းကြည့်အောင်ပျော်လွန်းလို့ဘလောက်တောင်ပျော်နေလဲဆိုတာပျော်လွန်းလို့သူ့ရဲ့သွားတွေတောင်ဖြဲပြနေရလေသူတို့ရဲ့တရိတ်ဆန်လေးတွေပျော်ရွှင်နေတာကိုမြင်ရတော့သူတို့လည်းပဲရန်ကိုပျော်ရွှင်နေကြတော့တာပေါ့ဒီလိုနည်းနဲ့ရေကူးကန်ကြီးဟာရန်ကိုကောင်းမွန်သွားခဲ့ပြီးရွာကစီးပွားရေးသမားကြီးစားကြီးတယောက်ကဒါကိုတီးသွားတဲ့အခါမှာသူကဘလူးတို့ရွာသားတွေကသူတို့ဘာသာယာယီရေကူးကန်ကြီးတစ်ခုစောက်လိုက်ကြတယ်ဟုတ်လားပြီးတော့အရန်လည်းကောင်းတာပဲလေလားဒါဆိုရင်တော့သွားပြီးကြည့်ရအောင်မေဦးကျော်တင်ကအဲ့ဒီကိုသွားခဲ့ပြီးရေကူးကန်ကြီးကိုမြင်တွေ့လိုက်ရတဲ့အခါမှာသူလည်းပဲရန်ကိုပျော်သွားခဲ့ရပါတော့တယ်အဲ့နောက်မှာဦးကျော်တင်ကရွာလူကြီးမင်းကိုပြောလိုက်တော့တာပေါ့ရွာလူကြီးမင်းအများတို့တကယ်ကိုကြီးကျယ်တဲ့အလုပ်တစ်ခုလုပ်လိုက်တာပဲဒါကအရာအလုံးထက်ကိုတာလွန်နေတယ်ကျွန်တော်ဒီရေကူးကန်ကြီးရဲ့နားမှာကုန်တိုင်ကြီးတစ်ခုစောက်ပေးမယ်ပြီးတော့အဲ့ဒီအစိပ်ပိုင်းတစ်ခုတော့ရွာသားတွေအတွက်ပဲတည်တံ့ထားပေးမယ်တခြားတစ်ဖက်ကတော့အပြင်လူတွေအတွက်နောက်ထပ်ရေကူးကန်တစ်ခုစောက်ပြီးထားပေးရမယ်လေပြီးတော့လူတွေအဲ့ဒီကိုလက်မှတ်ဝယ်ပြီးလာကြတဲ့အခါတို့ရွာရဲ့ဝင်ငွေလဲတိုးဝါလာလိမ့်မယ်ဒါအပြင်ကျွန်တော်အဲ့ဒီကနေရတဲ့ဝင်ငွေရဲ့ထောက်ဝက်ကိုရွာအကျိုးပြုလုပ်ငန်းတွေအတွက်ပြန်ပြီးရင်းနှီးမြှုပ်နှံပေးပါမယ်ရွာလူကြီးကဒါကိုကြားလိုက်ရတော့အရင်ကိုပျော်ရွှင်သွားခဲ့ပြီးရွာသားတွေလည်းဒါကိုတည်သွားကြတဲ့အခါမှာရွာတွေကလူတိုင်းလည်းရန်နေငယ်ကြတဲ့အထိရန်ကိုဝမ်းသာပီတိဖြစ်နေကြတာပေါ့ဟေးဦးကျော်တင်ကျွန်တော်ရွာသားတွေနဲ့စကားပြောကြည့်ပြီးပါပြီရွာသားတွေကတော့ဒီပစံတွေကိုသူတို့ကိုကျိုးအတွက်မသုံးညင်ပဲတို့ရွာရဲ့မြေကြီးကိုပြန်လဲကယ်တင်တဲ့နေရာမှာပဲအသုံးချခြင်းတယ်လို့ပြောပါတယ်ကောင်းပါပြီဗျာရွာသားတွေမြို့ကိုကယ်တင်နေတယ်ဆိုရင်တော့လေကျွန်တော်တို့တခုခုလုပ်ကြတာပေါ့အခုဆိုရင်ရင်းပူပြင်းတဲ့နေရာဒီ2လတာကာလပတ်လုံးမှာရွာသားတွေကအဲ့ဒီရေကူးကန်ကြီးစီကိုရေချိုးဖို့အတွက်တွားရောက်ခဲ့ကြပါတယ်ဒီနေ့တော့တိုးရီရှော့တွေစီတွားကြရအောင်လေအဲ့ဒါပြီးရင်တော့တိုးရီရေကူးကန်နဲ့ဝင်ကြမယ်ဟုတ်တယ်သိချတာပေါ့မမကြီးလာပါမြန်မြန်တွားကြရအောင်တခြားတစ်ဖက်မှာတော့နေရာကိုအပိုင်းပိုင်းကာရံပြီးနောက်ထပ်ရေပန်းဥယျာဉ်ဆောက်လုပ်ဖို့ပြင်ဆင်မှုတွေလည်းဇက်တိုင်လှုပ်ဆောင်နေခဲ့ပါတယ်ဒါကြောင့်မလို့ရွာကလူတချို့မှာအပေါ်ဝင်ငွေရတဲ့အလုပ်ကိုင်းတွေရရှိခဲ့ပြီးရွာသားတွေအားလုံးလည်းအဲ့ဒီရေပန်းဥယျာဉ်ကိုဆောက်လုပ်ဖို့အတွက်နေရောညပါကြိုးစားလုပ်ခဲ့ကြတာပေါ့ဘာလို့လဲဆိုတော့ဒါကသူတို့အားလုံးအတွက်ကြီးမားတဲ့ဝင်ငွေတစ်ခုဖန်တီးပေးတော့မှာမဟုတ်လို့ပါ
သူတို့ကနေရာဒီမကုံဆုံးခင်မှာပဲအများပြည်သူသုံးရေပန်းဥယျာဉ်စောက်တာကိုအပိသက်ချင်နေကြတာပါ နင်သိလားဒုတိယရေပန်းချန်ကြီးလည်းအစင်းသင်းဖြစ်နေပြီနော်အခုဒိုးရွာကြီးဘလောက်တောင်ကြော်ကြားလာအောင်မလဲဆိုတာစောင့်ကြည့်လိုက်စမ်းမအောင်ဟဲ့တကယ်ကိုကြီးကျယ်ခမ်းနားလာပါတယ်ရှင် ရွာသားတွေအလုံးရဲ့ပင်ပင်မန်းမန်းကျူးစာမှုနဲ့ဇရာထက်သန်မှုတွေကြောင့်ရေပန်းဥယျာဉ်ကြီးဟာမကြခင်မှာပဲအစင်းသင့်ဖြစ်သွားခဲ့ပြီးကုန်တိုင်ကြီးစောက်တာကိုလည်းစတင်ခဲ့ပါတယ်ကုန်တိုင်အသေးစားလေးတစ်ခုစောက်လုပ်ပြီးသွားပြီးအဲ့နေရာမှာစားတောက်ဆိုင်တွေအများကြီးကိုလည်းထားရှိပေးထားရတာပေါ့ရွာသားတွေအလုံးတူတူစုစည်းပြီးဖွင့်ပွဲခမ်းနားပြုလုပ်လိုက်ကြကအဲ့နေရာမှာလည်းပဲရေကူးကန်ကြီးကိုစတင်လေပတ်လိုက်ကြပါတယ်ဒီလိုမျိုးရေကူးကန်တွေပြီးတော့ရေပန်းဥယျာဉ်တွေစောက်လုပ်တဲ့စိတ်ကူးကတကယ်ကိုကြီးကျယ်ခမ်းနားတာပဲဒီစမ်းမောင်ကလေးတွေဘလောက်တောင်ပျော်ရွှင်နေကြလဲဆိုတာခုဆိုရင်မိဘတွေအားလုံးကသူတို့ကလေးတွေရဲ့ဗီဒီယိုတွေကိုရိုက်ကူးနေကြပါတယ်။ရွာတွေကလူတိုင်းကလည်းသူတို့ကလေးတွေနဲ့အတူတူရေပန်းဥယျာဉ်ထဲမှာပျော်ရွှင်စွာစောက်ကစားနေကြတာပေါ့။ဖေသမီးဖြည်းဖြည်းချင်းကစားပါဦး။ဒီချိန်မှာပဲကိုလေးရေထဲမှာပျော်ပျော်ကြီးကစားနေခဲ့ပါတယ်။တပည့်ကြည့်ပါဦး။ဒါရေကူးတက်သွားပြီ။အခုဆိုရင်ဝေးလံတဲ့နေရာအသီးသီးကလူတွေဟာရွာတွေကိုလာရောက်လေပတ်ကြပြီးရေပန်းဥယျာဉ်ထဲမှာပျော်ရွှင်စွာကစားနေကြသလိုလက်မှတ်တွေဝယ်ယူပြီးသွားတဲ့နောက်အဲ့နေရာမှာပျော်ပါနေကြတာပေါ့နောက်ဆုံးမှာဦးကျော်ထင်ဟာစက်ရုံပိုင်ရှင်ဦးစန်းလင်းစီကိုတွားခဲ့ပါတော့တယ်ကျွန်တော်တို့ရွာသားတွေရဲ့စွမ်းအားကိုရှော့မတွက်လိုက်ပါနဲ့ဦးစန်းလင်းအမေကိုကျွန်တော်တို့တွေဆန္ဒပြနေခဲ့တဲ့ရပောင်းများစွာရှိနေပြီနော်အမေမှာရွေးချယ်စရာ2ခုရှိတယ်တစ်ခုကခမရဒီဓာတုဗေဒစက်ရုံကိုပိတ်ပစ်ပြီးကောင်းမွန်တဲ့ဂုံထုတ်စက်ရုံတစ်ခုပြောင်းလဲမလားဒါမှမဟုတ်ရင်ဒီစက်ရုံကိုကျွန်တော်စီပဲပြန်ရောက်မလားရွာကအလုပ်သမားတွေလည်းဒီစက်ရုံမှာအလုပ်လုပ်ဖို့ညှင်းဆိုထားကြတာပေါ့နောက်ဆုံးမှာကျိုးပန်းအားထုတ်မှုများစွာပြီးမှတော့ဦးစန်းလင်းဟာဓာတုဗေဒစက်ရုံကိုပိတ်ပစ်လိုက်ရပြီးတခြားကုန်ထုတ်လုပ်မှုစက်ရုံတစ်ခုကိုပြောင်းလဲစတင်ခဲ့ရပါတယ်ပြီးတော့ကြီးမားတွေဆုံးရှုံးမှုမျိုးမဖြစ်စေရအောင်ရွာသားတွေကလည်းအဲ့ဒီပတ်စံတွေနဲ့ကိုစန်းလင်းကိုအားပေးခဲ့ကြတာပေါ့အဲ့နောက်မှာဦးစန်းလင်းဟာရွာသားတွေပေါ်စိတ်ထားညှို့ညံ့သွားခဲ့ပြီးဒီလောက်တောင်စိတ်ထားကောင်းကြတာကိုမြင်သွားတဲ့အခါမှာသူကရွာသားတွေကိုပြောပြလိုက်ပါတော့တယ်ကျွန်တော်ခင်ဗျားတို့အားလုံးကိုရမ်းမေကျေးဇူးတင်မိပါတယ်ပြီးတော့ကျွန်တော်ကြောင့်ညစ်ပတ်သွားခဲ့ရတဲ့မြေကြီးကိုပြန်လည်တန်ရှင်းရေးလုပ်တဲ့နေရာမှာလေကျွန်တော်ပြေဝပူးပေါင်းပါဝင်ပေးပါမယ်ဒီလိုနည်းနဲ့ပဲရွာသားတွေကြားထဲမှာပျော်ရွှင်စရာငွေသက်တွေပြန်လည်လွှမ်းမိုးသွားခဲ့ပါတော့တယ်မြေကြီးကလည်းရှင်တုံးကလိုမျိုးပြန်လည်တန်ရှင်းတောက်ပလာခဲ့ပြီးအခုဆိုရင်အဲ့ရွာကလူတိုင်းအတွက်ရေပန်းညံကြီးတစ်ခုလည်းရှိနေခဲ့ပြီပေါ့ကလေးတွေအတွက်လည်းရေကူးကန်တေးသေးလေးတွေပြုလုပ်ပေးထားခဲ့ပါတယ်အခုဆိုကလေးလေးတွေပါဒီထဲမှာပျော်ပျော်ရွှင်ရွှင်ကစားနိုင်ကြပြီနော်ဘာလို့လဲဆိုတော့အရင်တော့မြစ်ထဲမှာဆိုရင်ကလေးငယ်လေးတွေအတွက်အရန်အန်တီရဲ့များလွန်းလို့လေဟုတ်တယ်ယူယူတတပြောရရင်ရေပန်းချန်တဲ့ရှော့တွေကအရန်ပျော်ဖို့ကောင်းတယ်လေအခုတို့တွေဝင်ငွေလဲရနေပြီပဲတို့တွေအဲ့ဒီညမှာအစားတောက်နဲ့အဝတ်ထည်ဆိုင်မှာဖွင့်လို့ရသေးရဲ့နော်ဒီလိုနည်းနဲ့ရွာသားတွေအားလုံးဟာစီးလုံးညီညွတ်ခြင်းမှာဘလောက်တောင်အင်အားတွေရှိလဲဆိုတာတည်တည်ချာချာတက်တည်ပြနိုင်ခဲ့ကြပြီးဘလူပြဿနာမျိုးကိုမဆိုရင်ဆိုင်ကြော်လွှားနိုင်လေဆိုတာပြသခဲ့ကြတာပေါ့ရွာရဲ့လက်ဖြစ်ရေပန်းဥယျာဉ်ကြီးဟာလည်းပဲအရင်ကိုအဆင်ပြေပြေနဲ့လဲပတ်နေခဲ့ပြီးအခုဆိုရင်တရားလုံးကလူတွေဟာသူတို့ရဲ့လက်ဖြစ်ရေပန်းဥယျာဉ်ကြီးစီမှာအရင်ကိုပျော်ရွှင်စွာနဲ့ပဲကစားနေကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်